ဘာကြောင့်တရားအားထုတ်တာလဲတေချင်းတရားဆိုတာဖုံဖုံတို့အားလုံးတေချာပေါက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တေချင်းတရားနဲ့တွေ့တဲ့အခါချမ်းချမ်းသာသာဖြစ်ဖို့လိုတယ်နော်တေချင်းတရားကိုတွေ့လာရင်စင်းရဲတဲ့တရားဝါတွေကများတာကိုဘာကြောင့်လဲဘဝကိုမစွန့်ကျင်ဘူးလေဖြစ်နေတဲ့ဘဝကပျက်စီးတော့မယ်တည်တယ်ဆိုတဲ့စကားလုံးကိုလူတွေကကိုယ်တိုင်ရင်ဆိုင်ဖို့ပြောနေအောင်ကြားတော့မကြားချင်ဘူးသူများတည်တယ်ဆိုတာလည်းမကြားချင်ဘူးတရားမဲ့ဘဝကိုယာထားပါလေနဲ့တေချင်းတရားကိုညံနဲ့ကြောက်တာမဟုတ်ဘူးဗလာကြီးကြောက်ကြီးကြောက်နေတာကအများကြီးပဲဒီနားမှာလူတွေတယောက်ရှိတယ်ဆိုရင်ဘယ်လိုနေမလဲဒါမှန်လူတွေကတော့ထိတ်လက်နဲ့စိတ်ကအရင်ဖြစ်တယ်သူများတည်တာလောင်ကြောက်နေရင်ကိုယ်တိုင်တည်ရမယ်ဆိုရင်ဘယ်လိုနေမလဲဒါကြောင့်တေချင်းတရားနဲ့တွေ့တဲ့အခါဒါစိတ်ချမ်းသာစရာမဟုတ်ဘူးဒါကြောင့်အများစုဟာတေချင်းနဲ့တွေ့ပြီးဆိုရင်စိတ်ဆင်းရဲပြီးတေးကြရတာများတယ်နော်ဒါကြောင့်တေးပြီးရင်ရုံညံ့တဲ့ဘဝကိုရောက်သွားကြတဲ့တရားကများတယ်တဲ့ဘယ်လောက်ထိများမယ်ထင်တယ်မြတ်စွာဘုရားကလက်သေးဖျားပေါ်မှာမြေမုံလေးတွေတေးရပြီးတေးပြီးရင်ကောင်းရမွန်ရရောက်တဲ့တရားဆိုတာဒီလက်သေးဖျားပေါ်ကမြေမှုန့်လောက်ပဲရှိတယ်ရုံညံ့တဲ့ဘဝရောက်တဲ့တရားတွေကတော့မဟာပထဝီမြေကြီးမှာရှိတဲ့မြေမုံပမာဏလောက်ရှိတယ်တဲ့ဘာလို့အဲ့လိုဖြစ်ရတာလဲဆင်းရဲပြီးတော့တေးကြရလို့ဘာဆင်းရဲတာလဲစိတ်ဆင်းရဲတာဘာဖြစ်လို့စိတ်ဆင်းရဲပြီးတေးကြတာလဲကောင်းတဲ့စိတ်နဲ့မတေးနိုင်လို့ပေါ့ဒါကြောင့်မြတ်စွာဘုရားကတေးခြင်းတရားနဲ့တွေ့ပြီးဆိုရင်အစဉ်ပြေပြေတေးနိုင်ဖို့လိုတယ်တေးကံนี้မှာကောင်းတဲ့စိတ်လေးနဲ့တေးနိုင်ဖို့တွေမတေးခင်မှာကောင်းတဲ့စိတ်လေးတွေကောင်းတဲ့အထုံလေးတွေများတော့အောင်လေ့ကျင့်ထားဖို့လိုပါတယ်ဆိုတာအဲ့ဒါကိုပြောတာချမ်းချမ်းသာသာတေးရတယ်နောက်ဘဝကိုရောက်တယ်နောက်ဘဝရောက်ရင်လည်းတေးမှာပဲဘဝဆိုတာဖြစ်တယ်ပြက်တယ်မွေးတယ်သေတယ်မွေးတယ်သေတယ်ဒီတိုင်းပဲသွားနေတာကောင်းသလားအဲ့ဒါလည်းမကောင်းဘူးဗျဒါကြောင့်မြတ်စွာဘုရားကဒီဒုက္ခတွေကအလုံးစုံပယ်လိုက်နိုင်မှပဲချမ်းသာမယ်လို့ပြောတာဘဝကတကယ်ကိုလွတ်မြောက်သွားမှသာချမ်းသာလိမ့်မယ်လို့ပြောတာဒါကြောင့်တရားကိုဘာကြောင့်အားထုတ်ရတယ်လဲလို့မေးရင်အရှိတင်ဆုံးအကြောင်းပြချက်ကတော့ဘဝဒုက္ခတွေကလွတ်မြောက်ဖို့ပါလို့အဲ့လိုသဘောပေါက်နေရမယ်